ပြောကြခြင်းပါโอเคဒီကနောက်ဆုံးကျွန်တော်ပြောထားတဲ့အတိုင်းပဲမိဝိုင်းရဲ့တယောဇာလေးနော်ဘူနကားပြန်လာပြီဆိုပြီးတော့တယောထားတဲ့လူမြတ်ချုံတယောဇာတဲ့တယောဇာလေးတော်တော်လေးကိုရည်ရလို့ပါဗျโอเคဒါလေးနဲ့ကျွန်တော်အဆုံးသတ်မှာပါဗျာနော်စမယ်စကြဘုံနဂါတရားလက်နဲ့မချအလင်းမဝင်ပဲရှင်းပြည်နယ်တောင်တန်းတောအုပ်တနေရရာတွင်တွားရောက်ခုံလုံနေကြောင်းငကားထောက်ခံသောတပ်ပါတီအုပ်စုဝင်များကလေးလေးနက်နက်ယုံကြည်လျက်ရှိကြပြီးငကားဤဇနီးမယားတပြုတ်ချင်းပါတော်မူသောသည့်ဗီဒီယိုထွက်ပေါ်လာသည့်တိုင်အဆိုပါတပ်ပါတီအုပ်စုဝင်များဟာ AI လို့သာမှတ်ထင်နေကြပါလေထို့ထဲတွင်လူမြတ်ကျော်ဆိုသည့်တနိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု၏စစ်ဦးစီးမှုချုပ်ကြီးတယောက်လည်းအပါဝင်ဖြစ်လို့နေပြီးအဆိုပါဘုံနကအလင်းဝင်သွားမှုလေးပတ်သက်၍လုံးဝအယုံကြည်မရှိကြောင်းကိုယတိပြတ်ထောက်ပေါ်ပြောဆိုထားသူတယောက်ဖြစ်ခါယခုလိုမိဝိုင်းအတော်ဆိုးနေပြီနော်မိဝိုင်းအတော်ဆိုးနေပြီတနိုင်ငံလုံးရဲ့တက်ချုပ်ကြီးကောလာဟာလာပြောဆိုထားသူများအနေဖြင့်လေငကားပြန်လဲထွက်ပေါ်လာပါက NUG ဝန်ကြီးများအားလုံးနှုတ်ထွက်ပေးရမည်အပြင် NUG ထောက်ခံသောသူတွေကပါငကားနဲ့ငကားထောက်ခံသည့်အဖွဲ့ဝင်များအားလုံးကိုလူသိရှင်ကြားတောင်းပန်ရမည်ဖြစ်ကြောင်းကြုံဝါထားတဲ့သူပါအခုတော့ NUG ဝန်ကြီးများနဲ့ NUG ထောက်ခံအားပေးတဲ့ပြည်သူတွေအကုန်လုံးငကားနဲ့ငကားကိုထောက်ခံသောတပ်ပါတီအဖွဲ့ဝင်တွေအကုန်လုံးကိုတောင်းပန်ရမယ့်အချိန်ကြောက်ရောက်လာပြီလို့ဒီနေ့မနက်ပိုင်း9:00 နာရီဝန်းကျင်လောက်တွင်လူမြတ်ကျော်တယောက်သူ့တကိုယ်ရေးသုံး social media ကနေတဆင့် post တင်ကြေညာလိုက်ပြီးအဘဲကြောင့်ယခုလို post တင်ကြေညာလိုက်ရတယ်လဲဆိုငကားပြန်ပေါ်လာလို့ပဲဖြစ်ပါတယ်ဟာတကယ်ကြီးအခုငကားပြန်ထွက်ပေါ်လာတဲ့နေရာဟာစကိုင်းတိုင်းပလဲနယ်မှာမဟုတ်တော့ပဲကျွန်တော်တို့ဥက္ကဋ္ဌကြီးဦးခင်ရီမွေးဖွားရာဒကိုကြီးဖျားကိုတူးဖော်ရရှိထားသည့်14မြင်းဆောင် ARD တိုင်းညောင်မြဘက်ပေါ်တော်မူဖျားနာမှာဖြစ်ပြီးပေါ်လာတဲ့ငကားဟာလည်းအရင်လိုအထီးမဟုတ်တော့ပဲထမိန်ပတ်ထားသည့်ငကမဖြစ်လို့နေကအဆိုပါငကားဤပြောဆိုချက်အရသူဟာအရင်ငကားလိုစစ်အာဏာရှင်လက်ထက်ကလွတ်မြောက်ဖို့အတွက်ကယ်တင်တော့မှမဟုတ်ပဲတနိုင်ငံလုံးရှိ9ရက်သားသမီးများကိုအဓိကထားကယ်တင်ပေးတော်မည်ဖြစ်ကြောင်းယတိပြတ်ပြောဆိုထားပါတယ်အခုလောလောဆယ်အဆိုပါထမိန်ပတ်ထားသည့်ငကားဟာမြန်မာနိုင်ငံတွင်ထွက်ပေါ်လာသည့်ငကားပေါင်းမြောက်များစွာနဲ့အစွမ်းအထက်ဆုံးငကားဖြစ်လို့နေပြီးတိုက်ဆိုင်တယ်လို့ပဲဆိုရမလားမြန်မာနိုင်ငံဤ12ဦးမြောက်သမ္မတဖြစ်လာမိဦးခင်ရီဟာလည်း14မြင်းဆောင် ARD သားဖြစ်လို့နေကမြောင်မြဇာတိကပဲဖြစ်လို့နေပါတယ်ဒီလိုမျိုးအချိန်ကိုင်းအန်ကိုင်းသူ့မွေးဖွားရာဇာတိမြောင်မြမှာယခုလိုမျိုးပေါ်တော်မူဖျားပြင်ငကားပါထွက်ပေါ်လာရခြင်းဟာအတိတ်ကောင်းနမိတ်ကောင်းဟုဆိုပြီးအဆိုပါငကားထွက်ပေါ်ရပေါ်တော်မူဖျားကရေကို14မြင်းဆောင်သားပြီးဦးခင်ရီတယောက်လာရောက်သုံးဆောင်သွားပြီးနေပြီးတော့အိမ်ပြန်လန်ခီးတွင်ဝမ်းပြက်သွားကဝမ်းသွားတာမရက်တော့သဖြင့်အနေတော်ဒင်္ဂါပြဖြင့်လန်ခီးတစ်လျှောက်အရေးပေါ်ပိတ်ခဲ့ရကြောင်းမခိုင်လုံသည့်သတင်းရက်ကွက်ကအခိုင်မာဆုံးသတင်းကိုရောက်ယူခဲ့သည့်ကျွန်တော်တို့ရဲ့နေမြေခံအတင်းထောက်ကိုမျိုးကိုလင်းဤပြောဆိုချက်အရသိရှိရပါတော့တယ်အမှန်တရားမိဝိုင်းရဲ့ဟိုလေဒင်္ဂါကြောင့်မပိတ်ဘဲနဲ့လေအဲ့ဟိုခင်ကိုပြောင်းမျိုးဆိုပေးလိုက်အဲ့ဒါမထွက်တော့โอเคပါဆိုတော့ကျွန်တော်ရဲ့ဘောမရက်ကွက်ဟာတာများစီစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါနောက်နေ့တွေညမှာလဲ